အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာစာဖတ်ခြင်းကြောင့်ပြောင်းလဲလာမယ့်အချက်၅ချက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်စာဖတ်ခြင်းကတိတ်တိတ်လေးပဲလူတစ်ယောက်ရဲ့ဘဝကိုအတွင်းကနေပြောင်းလဲသွားစေနိုင်ပါတယ်ဥပမာအားဖြင့်ဒီအချက်တွေကစာဖတ်ခြင်းကြောင့်ပြောင်းလဲသွားတဲ့အချက်တွေပဲဖြစ်ပါတယ်နံပါတ်၁အတွေးခေါ်ကျေပြန့်လာခြင်းစာဖတ်တတ်လာတဲ့အခါကိုမတွေ့ဘူးတဲ့လောကတွေကိုမကြုံဘူးတဲ့အတွေ့အကြုံတွေကိုစာအုပ်ထဲကနေသိလာရပါတယ်အရင်ကကိုယ်မြင်တစ်ခုလေးနဲ့ပဲစဉ်းစားနေခဲ့တာကနေအမြင်မျိုးစုံကိုလက်ခံစဉ်းစားနိုင်လာပါတယ်လူတစ်ယောက်ရဲ့အပြုအမူအမှားယွင်းတွေကိုပါနားလည်ပေးနိုင်လာပြီးအလွယ်တကူမဆုံးဖြတ်တော့ပါဘူးအဲ့ဒီလိုနဲ့အတွေးခေါ်ကပုံမကျေပြန့်လာပြီးပညာရှိသဘောရှိလာပါတယ်နံပါတ်2စကားပြောနဲ့ဆက်သွယ်နိုင်စွမ်းကောင်းလာခြင်းဘဝမှာစာဖတ်အားကောင်းလေစကားလုံးသိလေပဲဖြစ်ပါတယ်ကိုယ်စိတ်ထဲရှိတဲ့အရာကိုထုတ်ပြောခြင်းတဲ့အခါစကားမတက်လို့အခက်ခဲဖြစ်တာတွေလျော့သွားပါတယ်လူအများရှိမှစကားပြောရင်လည်းအကြောင်းအရာကိုတေချာပြောနိုင်လာပြီးယုံကြည်မှုရှိလာပါတယ်ဒီလိုစကားပြောကောင်းလာတာကအလောက်ကိုင်မိတ်ဆွေဆက်ဆံရေးလူမှုဘဝအားလုံးမှာအကျိုးရှိစေပါတယ်နံပါတ်3ကိုယုံကြည်မှုတိုးလာခြင်းစာအုပ်တွေကနေလူများစွာရဲ့ဘဝအခက်ခဲတွေမအောင်မြင်ခဲ့ဘူးတဲ့အချိန်တွေကိုဖတ်ရတဲ့အခါကိုတယောက်တည်းမဟုတ်ဘူးဆိုတာသိလာရပါတယ်အဲ့ဒီကနေကိုအခက်ခဲတွေကိုရင်ဆိုင်ရဲလာပြီးကိုယုံကြည်မှုတိုးလာပါတယ်တည်ထားတာများလာတဲ့အတွက်ဘာလို့ရမလဲဆိုတာကိုတေချာဆုံးဖြတ်နိုင်လာပြီးကိုဆုံးဖြတ်ချက်အပေါ်ယုံကြည်နိုင်လာပါတယ်နံပါတ်4စိတ်အေးချမ်းမှုနဲ့စိတ်ညှိနှိုင်းနိုင်စွမ်းရလာခြင်းစာဖတ်ခြင်းကစိတ်ကိုတိတ်တိတ်လေးအေးချမ်းစေပါတယ်စိတ်ဖိစီးမှုများတဲ့အချိန်မှာစာအုပ်တစ်အုပ်ကိုဖတ်လိုက်ရုံနဲ့စိတ်ကအခြားလောကတစ်ခုတည်းဝင်သွားသလိုဖြစ်လာပါတယ်ဒါကြောင့်စိတ်အကျက်တဲတွေကိုကိုယ်တိုင်ညှိနှိုင်းနိုင်လာပြီးဒေါသထွက်လွယ်တာစိတ်ပူလွယ်တာတွေလျော့သွားပါတယ်စိတ်အေးအေးနဲ့စဉ်းစားတက်လာခြင်းကဘဝဆုံးဖြတ်ချက်တွေကိုပုံမှန်စေပါတယ်နံပါတ်5ဘဝအမြင်နဲ့အနာဂတ်ရည်မှန်းချက်ပြောင်းလဲလာခြင်းစာဖတ်ရင်းနဲ့အောင်မြင်တဲ့နည်းလမ်းတွေမအောင်မြင်ရတဲ့အကြောင်းရင်းတွေကိုသိလာပါတယ်အဲ့ဒီကနေကိုဘဝကိုပြန်ကြည့်လာပြီးငါဘယ်လိုနေခြင်းလဲဘာကိုလုပ်ခြင်းလဲဆိုတာကိုစဉ်းစားလာပါတယ်အချိန်ကိုအလွတ်မဖြုံးတော့ပဲကိုယ့်အနာဂတ်အတွက်အကျိုးရှိမဲ့အရာတွေကိုရွေးချယ်လုပ်လာပါတယ်ဒီလိုနဲ့စာဖတ်ခြင်းကဘဝလမ်းကြောင်းကိုတိတ်တိတ်လေးပဲပြောင်းလဲသွားစေပါတယ်အချင်းချုပ်ပြောရရင်စာဖတ်ခြင်းဆိုတာငွေမကုန်တဲ့ကြောင်းတစ်ခုလိုပါပဲနေ့စဉ်စာနှဲငယ်ပဲဖတ်ပေမဲ့အချိန်ကြာလာတဲ့အခါကိုယ့်ဘဝထဲမှာမထင်မှတ်လောက်အောင်ပြောင်းလဲမှုတွေကိုကိုယ်တိုင်မြင်လာရနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်